အခုဆိုလို့ရှိရင် Trial and One Grammar ရဲ့ Day 11 ထိရောက်လာပြီပေါ့နော်နံပါတ်51ကနေ55ထိကြည့်ကြမှာဖြစ်ပါတယ်အဲ့တော့နံပါတ်51ရဲ့ grammar လေးက noun plus ism ဖြစ်ပါတယ်အဓိပ္ပာယ်ကဘယ်လိုမျိုးလဲဆိုရင်ရှင်何々よりもっと前の基本的な段階だကွက်လက်ထပ်ပို့ပြီးတော့ရှေ့ရောက်တဲ့အခြေခံကြတယ်ပေါ့နော်အဲ့ဒါတက်အရင်လောက်ရမယ်အခြေခံကြတဲ့အဆင့်ဖြစ်ပါတယ်ဆိုပြီးတော့ပြောထားတယ်အဲ့တော့ဥပမာဒီရှေ့မှာစာလုံး A ရှိရထားပါတော့အဲ့ဒါဆိုလို့ရှိရင်ဒီအနောက်မှာလာတဲ့စာလုံးက A ထပ်ပို့ပြီးတော့အရေးကြီးတယ်ဆိုတဲ့ပုံစံမျိုးဖြစ်မယ်ပေါ့နော် A ထပ်ပို့ပြီးတော့အရေးကြီးတဲ့အခြေခံကြတဲ့အဆင့်ဟာဒီဟာဖြစ်ပါတယ်ဆိုပြီးတော့နောက်ကဥစ္စာကိုညွှန်ထားတဲ့စာကြောင်းမျိုးဖြစ်ပါတယ်အဲ့တော့ label လေးတွေဖတ်လို့ရှင်ပို့ပြီးတော့ရှင်းသွားမယ်နော်အဲ့တော့ဒီနေရာမှာ noun လို့ပြောထားပေမဲ့နာနာမဝိသေသနာတာမဟုတ်လို့ရှင်နာအနောက်မှာ there are ism ဆိုပြီးတော့လည်းသုံးလို့ရပါတယ် there are လေးရောခံပေးရမယ်နော်နောက်ဆိုလို့ရှင်နောက်ကိုပြောပြီးတော့ there are noun ဆိုရင် noun there are ဖြစ်ပါမယ်ဟုတ်ပြီအဲ့တော့နံပါတ်1ကိုဖတ်မယ်ဆိုလို့ရှိရင်キッチンと挨拶するのはビジネス以前の常識だと思いますねတိတိကျကျနှုတ်ဆက်စကားပြောရဲဆိုတာကဒီ business မတိုင်ခင်ရှေ့မှာကြိုပြီးလောက်ရမယ်常識ဆိုတာဘယ်လိုပြောရမလဲပုံမှန်အတိတရားဖြစ်ပါတယ်ဟုတ်ပြီနော်ချမ်းတို့အိုင်ဆာဆူကစ်ချင်တို့အိုင်ဆာဆူလုပ်တယ်ဆိုတာကအိုင်ဆာဆူလုပ်တယ်နှုတ်ဆက်စကားပြောတယ်ဆိုတာက business manner တွေဘာတွေမတိုင်ခင်ရင်သိထားရမယ်ပုံမှန်သဘောတရားဖြစ်ပါတယ်ဆိုပြီးတော့ညွှန်ထားတယ်နောက် business manner မတိုင်ခင်မှာဒီ A ပို့ပြီးတော့အရေးကြီးရဆိုပြီးပြောတာနော်နောက်နံပါတ်2က宇宙旅行で宇宙旅行ってどうやって予約するんだろう予約仕方以前にお前いくらかかるのか知っているのかよဒီအာဂါသခရီးကိုဘယ်လိုလုပ်ပြီးတော့ယူရခုလုပ်တာပါလိမ့်နော်ဆိုပြီးတော့ A ဆန်စဉ်းစားနေအဲ့ချိန်မှာ B ဆန်ကဒီယူရခုလုပ်တဲ့နီလန်းမတိုင်ခင်မှာမင်းဘလောက်ကုန်ကြလဲဆိုတာကိုသိရလားဆိုပြီးတော့ဒီဟာမတိုင်ခင်မှာအရင်ဆုံးဒီသိထားမယ်အခြေခံကြတဲ့ဥစ္စာဘလောက်ကုန်ကြလဲဆိုတာကိုသိထားတဲ့နေဆိုပြီးတော့ပြောတာဖြစ်ပါတယ်။နောက် Salmon ဆိုလို့ရှိရင်日本文化紹介のホームページなのに日本語と英語しかないのはちょっとဂျပန်ရဲ့ယဉ်ကျေးမှုကိုမိတ်ဆက်ပေးတဲ့ home page ဆိုပေမဲ့ဂျပန်ဘာသာနဲ့အင်္ဂလိပ်ဘာသာကလွဲပြီးမရှိたကတော့နည်းနည်းဆိုပြီးတော့ပြောတယ်။အဲ့ခါမှာ B ကနေပြီးတော့それ以前の問題として写真は少なくて魅力がないと思います။အဲ့ဒါမတိုင်ခင်ပို့ပြီးတော့အရေးကြီးတဲ့ဝန်တိုင်းအဖြစ်နဲ့ပါလဲဆိုလို့ရှိရင်ဓာတ်ပုံနေနေတာကဆွဲဆောင်မှုမရှိဘူးလို့ထင်ပါတယ်။ယုံမှာこのキノコきれいね美味しいかなဒီမိုးကလှတယ်ရတာရှိမလားမသိဘူးအခါမှာဘီစာちょっと待ってよ美味しい美味しくない以前に食べても大丈夫なのခဏဆောင်အောင်ရတာရှိလားမရှိလားဆိုတာထက်ပို့ပြီးတော့အရေးကြီးတာပါလဲဆိုလို့ရှင်စားရင်ရောအဆင်ပြေလို့လားစားလို့ရရဲ့လားဆိုတာပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်နံပါတ်4မှာပုံလေးပြထားပေးပါတယ်အဲဆိုလို့ရှင် noun ismနာနာမဝိသေသနာဆိုရင်နောက်ဖြုတ်ပြီးတော့ ism day are ism ပေါ့နော်အဲ့အဓိပ္ပာယ်ကဒီကိစ္စတခုမတိုင်ခင်မှာပို့ပြီးတော့အခြေခံကြတဲ့သဘောတရားကတော့ဒီဟာဖြစ်တယ်ဆိုပြီးတော့ပြောတဲ့အစာကြောင်းလေးဖြစ်ပါတယ်နောက်တစ်ခုကတော့ bekushite ဖြစ်ပါတယ် bekushite ဟာကြတော့ဘယ်လိုမျိုးလဲဆိုတော့状況からわかるように当然の結果として何々になったဒီအခြေအနေကနေနားလဲတဲ့အတိုင်းသဘာဝအတိုင်းဖြစ်တင်ဖြစ်ထိုက်လို့ဖြစ်တာဆိုတဲ့ပုံစံမျိုးပါဥမာအပြင်လူတစ်ယောက်ကစာအရန်စူးစမ်းရပေါ့နော်အဲ့ဒီအခါမှာစာမေးပွဲအောင်သွားတယ် GLBT အောင်သွားတယ်အဲ့တော့ तू ကစာမေးပွဲအောင်တင်လို့အောင်သွားတာအဲ့လိုပုံစံမျိုးငါတို့နှစ်ယောက်ကတော့ရေစက်ပါတယ်တွေးတင်လို့တွေ့တာအဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒီအခါမှာကြီးရှော့ဖောင်ဘယ်ကုရှ်တဲ့တာဖောင်ဆိုပြီးတော့လိုက်ရပါတယ်အဲ့ဒီအခါမှာထူးခြားချက်ကဘာလဲဆိုလို့ရှိရင်ရှေ့ကကရိယာနဲ့နောက်ကကရိယာနဲ့ကရိယာအတူတူပဲဖြစ်ရပါမယ်ရှေ့မှာစားရဲဆိုနောက်မှာစားရဲပဲရှေ့မှာသွားရဲဆိုနောက်မှာသွားရဲပဲအဲ့လိုပဲဖြစ်ရမယ်ပေါ့နော်ဖောင်ကတော့ပြောင်းသွားတယ်ဂျီရှော့ဖောင်နဲ့တာဖောင်ဖြစ်ပါတယ်ရေဘုံလေးကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်この車は燃費も良く洗練されたデザインでဒီကားကဒီစီစားတဲ့အားလည်းကောင်းနေပြီးလို့ရှိရင်ပြန်လည်ပြုပြင်ထားတဲ့ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်အထက်မှန်မွမ်းမံထားတဲ့ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်ဥရဲရုဘေကုရှ်တဲ့ဥရဲတာတို့ရဲရုရောင်းထွက်တင်လို့ကိုရောင်းထွက်သွားတာလို့ပြောနိုင်နေ2番が従業員の幸福と顧客の満足を追求したこのスーパーは
成功するべくして成功したと言えよဒီဂျူဂိုအင်ဝန်ထမ်းတွေရဲ့ပျော်ရွှင်ဒုက္ခနဲ့ဧည့်သည်တွေရဲ့မန်းစုကူဆိုတာဘယ်လိုပြောရမလဲမန်းစုကူကျေနပ်မှုဧည့်သည်တွေရဲ့ကျေနပ်မှုကိုပေါင်းထားတဲ့စူပါကဒီအောင်မြင်တဲ့လို့ကိုအောင်မြင်သွားတာလို့ပြောနိုင်ပါတယ်3番が指摘された欠陥を放置していたのだからこれは起こるべくして起こった事故だညွန်ပြထားတဲ့သတိပေးထားတဲ့ဒီချို့ယွင်းချက်ကိုဒီအတိုင်းထားလိုက်တဲ့အတွက်ကြောင့်ဒီအတိုင်းထားလိုက်ဆိုမပြုတ်ပြင်မယ်နော်ဒီအတိုင်းထားလိုက်တဲ့အတွက်ကြောင့်ဒါကဖြစ်တဲ့လို့ကိုဖြစ်သွားတဲ့မတော်တဆမှုဖြစ်ပါတယ်။နောက်4番が70億の人間の中で私たち2人の巡り合うべくして巡り合ったのだと思います。လူတန်ပေါင်း80လို့ပြောမှာတန်ပေါင်း9000လို့ပြောမှာပေါ့နော်အဲ့ဒီအလောက်ရှိတဲ့လူဦးရေတွေထဲမှာကျွန်တော်တို့2ယောက်ကတွေ့တင်လို့ကိုတွေ့တာလို့ထင်ပါတယ်ဒီ Mercury အဟိုကကြတော့ကောင်းတဲ့ positive အမြင်နဲ့တွေ့တာเนาะဒီကံကောင်းတဲ့အတွက်ကြောင့်တွေ့ရဲဆိုတဲ့ပုံစံမျိုးပါဒါဆိုရင် G-short form ပဲခုရှိတဲ့ တာ form အဲ့တော့ verb နှစ်ခုလုံးကတူညီတဲ့ verb ဖြစ်ရမယ်ကွက်လက်တင်လို့ကွက်လက်တာဆိုပြီးတော့ဘာသာပြန်လို့ရတယ်ဒီအခြေအနေကနေနားလဲတဲ့အတိုင်းဖြစ်တင်လို့ဖြစ်သွားတာဆိုတဲ့ပုံစံမျိုးပါเนาะနောက်ကိုကျူးဆမ်းမှာကြတော့နာနီနာနီကနောင်ဝမ်ကနောင်တူနာဒါကဲနီနောင်တွဲနောက်မှာနာထည့်လဲရတယ်မထည့်လဲရတယ်ဒါပေမဲ့အရေးကြီးတာဒီရှေ့ကနန်နဲ့နောက်ကနန်တွေကတခုတည်းဖြစ်တင်ပါတယ်တဲ့အဲ့တော့ဘလို့အခြေအနေမျိုးတွေမှာတုံးလဲဆိုလို့ရှိရင်ဟိုကတော့ဘိုင်တိုချီကတဲ့ဒိုကိုပဲဆွနာအေဒါကာရာတခြားအခြေအနေနဲ့ကွဲလွဲပြီးတော့အထူးဖြစ်တဲ့ကွက်လက်ဖြစ်တဲ့အတွက်ကြောင့်ဆိုတဲ့ပုံစံမျိုးပါအဲ့တော့အထူးဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ဘာသာပြန်လို့ရတယ်ဒါကဲနီဆိုတဲ့ grammar လေးနော်အဲ့တော့一番をပတ်ကြည့်မယ်ဆိုလို့ရှိရင်部長に連絡しなきゃいけないだけど時間が時間なだけに電話はまずいよねဌာနမူကိုမဆက်သွယ်လို့မရဘူးဆိုပေမဲ့အချိန်ကလည်းအချိန်ဖြစ်တဲ့အလျောက်ဆိုတာဒီလိုအချိန်ကြီးဖြစ်နေတဲ့အတွက်ကြောင့်ဖုန်းဆက်ဖို့ကလည်းခက်တယ်နော်ပြောချင်တာညမူချုပ်တာမဟုတ်မနဲ့အစိုးရအဲ့လိုအချိန်မျိုးပေါ့နော်ဆိုねとりあえずメールだけ送っておいて明日の朝報告したらနော်အရင်ဆုံးမေးပို့ထားပြီးတော့မနက်ဖြန်မနက်မှာဒီဟိုကိုဆိုတာကြီးညာလိုက်လို့ရှိရင်ရောပြောပြလိုက်လို့ရှိရင်ရောဆိုပြီးတော့ပြောထားပါတယ်။နောက်2番が上司の悪口を間違えて社内に一斉送信しちゃったんだってဒီအထက်လူကြီးရဲ့မကောင်းတဲ့သတင်းကိုပေါ့နော်မှားပြီးတော့ကုမ္ပဏီအတွင်းမှာ essay solution ဆိုတာကအားလုံးစီကိုတပြိုင်တည်းမေးပို့လိုက်တာမျိုးပါအားလုံးစီကိုတပြိုင်တည်းစာပို့လိုက်မိတယ်တဲ့အဲ့ခါမှာ内容が内容だけに会社に行けないよどうしよう内容が内容だけにဆိုတာဒီတခုပဲဆို内容ဖြစ်နေတဲ့အတွက်ကြောင့်ဆိုရင်ပုံစံမျိုးပေါ့နော်တော်တော်ကြီးမားတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်ပုံမှန်မဟုတ်ဘူးတော်တော်ကြီးမားတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်ကုမ္ပဏီကိုမသွားနိုင်ဘူးဘယ်လိုလုပ်ရမလဲ3番日帰りの予定だったが天候なだけに今日の計算は諦めるしかないနေချင်းပြန်သွားမယ်လို့စီစဉ်ထားပေမဲ့ရာသီဥတုကလည်းရာသီဥတုဖြစ်တဲ့အလျောက်ဆိုတာရာသီဥတုကလည်းပုံမှန်မဟုတ်ဘူးတို့ခုပဲဆိုမကောင်းတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ကတောင်ပေါ်ကနေစင်မှုကိုလက်လျှော့ဖို့လွယ်ပြီးတော့မရှိပါဘူး။ယွန်းမこれは国級の仏像なのです。物は物なんだけに普通の運送業者には頼めません。ဒီဟာကဒီတိုင်းပြည်ရဲ့ယတနာလို့သဘောထားရတဲ့ရုပ်ထုစင်နုတော်ဖြစ်ပါတယ်။ပစ္စည်းကလည်းပစ္စည်းဖြစ်တဲ့အလျောက်ပြောချင်တာဒီပုံမှန်ပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်ပုံမှန်運送業者ဆိုတာကတည်ယူပို့ဆောင်ပေးတဲ့ကားပေါ့နော် delivery လိုမျိုးတည်ယူပို့ဆောင်ပေးတဲ့ကားပုံမှန်လောက် level ရှိတဲ့တည်ယူပို့ဆောင်ပေးတဲ့ကားကိုဆိုလို့ရှိရင်တော့မတောင်းဆိုပါဘူးကိုဘာနော်အေးဆောင်ဘုကာဝကိုဖျားကိုတဲ့တာကိုယူရှုစုစာဆက်တဲ့ရှိမှတန်တဲ့လောင်နေတာကအဲ့ဒီရဲ့ data ကိုလွှင့်လိုက်မိတယ်ပေါ့နော် public လုပ်လိုက်မိတယ်အဲ့ချိန်မှာどうしたらいいんでしょうဘယ်လိုလုပ်ရင်ကောင်းမလဲことだけに
公しないわけにはいけないなဒီကိစ္စပုံမှန်ကိစ္စမဖြစ်တဲ့မဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုတိုတာကိနီတခုပဲစုဖြစ်တဲ့အတွက်ကြောင့် official မလုပ်လို့မရဘူးတရားဝင်မတောင်းပန်လို့မရဘူးဆိုပြီးတော့ပြောထားပါတယ်အဲ့တော့ noun 1 wa noun 2 na တာကိနီကွက်လက်ကလည်းကွက်လက်ဖြစ်တဲ့လျောက်ပြောချင်တာပုံမှန်ဘာပုံမှန်အခြေအနေမျိုးမဟုတ်ဘဲနဲ့တခုပဲစုဖြစ်တဲ့လျောက်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်နောက်တိုးဤဝါစုက noun 1တိုးဤဝါစု noun 2တိုးဤဝါစုဒီတခါတော့ noun နှစ်ခုကအတူတူမဟုတ်လေရရနော်တသက်စီပါအဓိပ္ပာယ်ကကြတော့ A သေးမို့ B သေးမို့ none သေးမို့ဆိုပဲတဲ့ A ပဲဖြစ်ဖြစ် B ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးပါဟုတ်ပြီနော်အဲ့တော့ဥပမာအနေနဲ့ဒါတွေပေးပေမဲ့တခြားဘာပဲဖြစ်ဖြစ်ဒီဘုံရအတွင်းမှာရှိတဲ့တခြားဘာပဲဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးပါ一番ကြည့်မယ်ဆိုလို့ရှိရင်夜と昼と言わず夜と言わず大型の電波が通るのでうちが揺れて困るနေကမဲ့ဖြစ်ဖြစ်ညကမဲ့ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကြီးစားဒီမြေကြီးတဲ့ကာကြီးတွေဖြတ်တန်းသွားလာလို့ရှိရင်အိမ်ကလှုပ်ရမ်းပြီးတော့ဒုက္ခရောက်တယ်။2番キティちゃん好きな彼女は服と言わず文具と言わず全部キティちゃんグッズでリリースしている。キティちゃんもの Hello Kitty လေးကိုကြိုက်တဲ့ကောင်မလေးကဒီအဝတ်ကိုပဲဖြစ်ဖြစ်စာရေးကိရိယာပဲဖြစ်ဖြစ်တခြားဘာကိုပဲဖြစ်ဖြစ်အကုန်လုံးကီတီချန်ပုံစံနဲ့တစုတစည်းရဲ့လောက်ထားတယ်။ဒါ you is ဟောရလာပြီちょっと待ってくださいね。とis ဖတ်ပါမယ်နော်とis はいနောက်3番じゃろ社交的な田中君は先輩と言わず後輩と言わず誰彼なしに気軽に声かける人だ社交的なဆိုတာ social ကြတဲ့ extrovert ဖြစ်တယ်လို့ပြောတာเนาะအဲ့လိုမျိုးဖြစ်တဲ့田中ဆန်ကဒီအထက် senior ပဲဖြစ်ဖြစ် junior ပဲဖြစ်ဖြစ်ဘသူကိုမဆိုစိတ်လက်ပေါ်ပါစွာနဲ့လမ်းခေါ်တတ်တဲ့စကားလမ်းပြောတတ်တဲ့သူဖြစ်ပါတယ်ユマは彼の部屋は床と言わずベッドの上と言わずいろいろなものが散乱しています。သူ့ရဲ့အခန်းကဒီကျမ်းမြင်ပဲဖြစ်ဖြစ်အိယာရဲ့အပေါ်ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်အမျိုးမျိုးသောပစ္စည်းတွေနဲ့ရှုပ်ပွားနေပါလေ။အဲ့တော့ noun と言わず noun と言わずကကွက်လက်ပဲဖြစ်ဖြစ်ကွက်လက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးပါ။56番何々したら何々だってဆိုတဲ့ပုံစံမျိုးပါ။အဲ့တော့ဒီနေရာမှာရာလေးထည့်မယ်ပေါ့နော် plain found ရာပြီးလို့ရှိရင် plain found တဲ့အဲ့တော့ရှေ့က plain found 1နဲ့ plain found 2နဲ့နှစ်ခုလုံးကတူညီတဲ့စကားလုံးကိုပဲအသုံးပြုရပါမယ်တဲ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒုက္ခရရှိの時は現れることもある okay နော်ဒါဆိုလို့ရှိရင်一番ကိုဖတ်ကြည့်အောင်အဓိပ္ပာယ်ကိုပြောအောင်မယ်နော်အဓိပ္ပာယ်ကကြတော့大したことではないအရေးကြီးတဲ့ကိစ္စမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးမှာအသုံးပြုပါတယ်一番が部屋に埃がたまれば文具を言うしဒီ掃除をしたら下で掃除をしたら下で勝手に履いたと怒るし、全く高校生の息子は扱いにくいဒီအခန်းကဖုန်နေနဲ့စုပုံနေလို့ရှိရင်ဒီမုန်းကူတက်တယ်ပေါ့နော် complain တက်တယ်ဘယ်လိုပြောရမလဲညှဉ်းညူတယ်ညှဉ်းညူပြီးတော့ဒီဆိုကြည့်တရှိလှုပ်လို့ရှိရင်လည်းလှုပ်ပြန်ပြီဆိုပြီးတော့ခတ်တဲ့နိဟိုက်တာဆိုတာဒီဘာမှခွင့်မတောင်းမင်းနဲ့ပေါ့နော်စိတ်တိုင်းကြဝင်နေဆိုပြီးတော့စိတ်ဆိုးပြန်နေတဲ့အဲ့ဒီအတွက်ကြောင့်လုံးဝဒီအထက်တန်းကျောင်းသားလေးသားရဲ့အထက်တန်းကျောင်းသားဖြစ်တဲ့သားကိုကင်တွယ်ရတာခက်ခဲပါတယ်။အဲ့တော့私ပြောဖို့ကြံခဲ့နော်ဒီနေရာမှာ plain found လို့ပြောရင်ပဲဘာ K ပဲလို့ဆိုလို့ရှိရင်ခတ်ကို K ပဲသုံးပါပဲခတ်ကို K ဆိုတာရာနဲ့ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်ရှေ့ကဘာ found လဲဆိုရင်တာ found ဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်တာအတိတ်ပုံစံကိုပဲသုံးရပါမယ်တဲ့အဲ့အတွက်ကြောင့်ဒီနေရာမှာဆိုလို့ရှိရင်ရှိတာတယ်ဆိုပြီးတော့ဟုတ်ပြီနော်တာ found ကိုသုံးထားတယ်နောက်2番じゃろ家賃が高いのも困るけど安かったら安かったで何か問題がありそうで不安だよဒီအင်လာကဈေးကြီးလို့ရှိရင်ဒုက္ခရောက်တယ်ဆိုပေမဲ့ဒီ
ဈေးသက်သာလို့ရှိရင်လည်းဈေးသက်သာတဲ့အလျောက်ပြဿနာရှိတယ်နော်ဆမ်းမခါဆာမိုတေကူဂျာမာဒါယောအမေဂဖတာရာဖတာတဲ့ခိုင်ပါယောထီကိုယူသွားရလားအနောက်ရှက်ဖြစ်တယ်မိုးရွာရင်လည်းရွာသလိုမျိုးဝယ်လိုက်တာကောင်းတယ်ယုံမအွန်ဒိုကအေယာဒါနာビリだったら恥ずかしいしビリだったらビリだったでまた練習して早く走れるようになればいいんだよဒီအွန်ဒိုကိုင်အားကစားပြိုင်ပွဲကိုမကြိုက်ဘူးဘေးကြီးဖြစ်လို့ရှိရင်လည်းရှက်တယ်အဲ့တော့နောက်ဆုံးဘေးဖြစ်လို့ရှိရင်လည်းနောက်ဆုံးဘေးဖြစ်တဲ့အလျောက်နောက်ထပ်အများကြီးလေ့ကျင့်ပြီးတော့မြန်မြန်ပြေးနိုင်အောင်လုပ်ရင်ရတာပဲเนาะဆိုပြီးတော့သုံးထားပါတယ်အဲ့အတွက်ကြောင့်大したことではないဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးလို့ပေါ့နော်အရေးကြီးတဲ့ကိစ္စမဟုတ်နံပါတ်1ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီစိုးကြီးလုပ်ပေးလိုက်လို့ရှိရင်လည်းအနောက်မှာအရေးကြီးတဲ့ရလဒ်မျိုးမရလာဘူးနောက်နိဗ္ဗာန်ဆိုလို့ရှိရင်လည်းဒီဈေးသက်သာလို့ရှိရင်ဈေးသက်သာတဲ့အလျောက်အနောက်မှာတစ်ခုခုဖြစ်နေပြန်နေပြီးလို့ရှိရင်ဆမ်းမှာရွာရင်လည်းရွာတယ်လို့မျိုးရွာတာကိစ္စမရှိဘူးနောက်မှာဝယ်လိုက်လို့ရတယ်ဆိုပြီးလိုက်ထားတယ်ပြီးလို့ရှိရင်ကြာရှုံးတာကိစ္စမရှိဘူးပေါ့နော်နောက်ဆုံးဖြစ်တာကလည်းအရေးမကြီးဘူးထပ်ပြီးတော့ကြိုးစားလို့ရှိရင်ရတယ်ဆိုပြီးတော့သုံးထားတယ်နောက်နံပါတ်5ကျန်ပါသေးတယ်ခါနိုဂျိုတာရာမေရိုဟန်ရှင်ကအိုဆိုီတိုမွန်ဂူအီယူရှိဟာယာခတာရာဟာယာရီတဲ့ချန်တိုယွန်းဒေနိုင်ဂျာနိုင်တဲ့ဥဒါကောင်တာသူမကဒီစာကိုပေါ့နော်ပြန်လိုက်တာနောက်ကြလို့ရှိရင်လည်းမကြိုက်ကြောင်ပြောပြီးတော့မြန်လို့ရှိရင်လည်းမြန်တဲ့အလျောက်ကောင်းကောင်းမဖတ်ဘူးမလားဆိုပြီးတော့တန်တရားဝင်မြန်နေတယ်အဲ့တော့မြန်လို့ရှိရင်လည်းမြန်တဲ့အလျောက်နောက်မှာကောင်းနေရလဲရလားမရဘူးမူတာဖြစ်သွားတယ်နော်ဒိုင်စတာမို့တို့သေးပါနိုင်အဲ့တော့တာရာလို့သုံးပေမဲ့တာရာမသုံးမနဲ့ဘာကိုသုံးလဲရပါတယ်တဲ့ဘာကတော့ EO airline ပြောင်းဘာပြောင်းအဲ့ဒီတခုနော်အီချီကိုကြည့်မယ်ဆိုလို့ရှိရင်အိုတာကူကဟီရိုအင်းနီဝါကအတဲ့ဥချီဥရယာမရှိရင်ですねဒီအိမ်ကခမရဲ့အိမ်ကခြေဝန်းနဲ့ကျေဝန်းနဲ့အိမ်ချဝန်းရှိပြီးတော့အရင်ကအားကြစရာကောင်းတယ်ဟင်းအိမ်ချဝန်းကျရင်လည်းကျဲတယ်လို့မျိုးဒီလောက်ဝင်နေပေါ့နော်တေးရနီจิกันမို့အိုကနေမို့ခါခါရုံတဲ့နောက်နိဗ္ဗာန်ကျတော့ခေခွန်ရှိကိနန်တဲ့ရှနာခေရပါရှိနိုင်တဲ့別に構わないという人もいるလက်ထပ်ပွဲကမလုပ်ရင်လည်းမလုပ်လို့ရတဲ့တက်တက်ကြီးအရေးကြီးတဲ့ကိစ္စမဟုတ်ဘူးဆိုတဲ့လူလည်းပဲရှိတယ်။ဆမ်မန်ချီစားခဲ့တယ်ပါချီစားရတဲ့ဖူဗန်တာရှိအိုးခဲ့တယ်ပါအိုးခိခဲ့တယ်ပါအိုးခိတဲ့ဂျာမနီနာတို့တေးလို့ရှင်လည်းတေးတဲ့အလျောက်အသုံးမဝင်ဘူးဒီကြီးလို့ရှင်လည်းကြီးတဲ့အလျောက်ဂျာမဖြစ်တဲ့အများသောအားဖြင့်ဆူဇူကီစုတွေပေါ့နော်ဒီခရီးဆောင်အိတ်ဒီကိုပြောတာဖြစ်ပါတယ်အဲ့တော့99ဘာ99 day ဆိုပြီးတော့ဘာဖောင်ပြောင်းပြီးတော့အနောက်မှာ day ကပ်ပြီးတော့သုံးလို့ရတယ် day လိုက်တဲ့ပုံစံကိုမိနာဆန်နဲ့မှတ်မိမယ်နော်ဣနာမဝိသေသနာဆိုလို့ရှိရင် e ကိုဖြုတ်ပြီးတော့ခုတဲ့နာမဝိသေသနာဆိုရင်နာကိုဖြုတ်ပြီးတော့ day နောင်ဆိုလို့ရှိရင်လည်းနောင်ရဲ့နောက်မှာ day ဆိုပြီးတော့သုံးလို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ dai sta mono de wa nai ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ဒါလေးကတော့ day 11ရဲ့ grammar 5ခုဖြစ်ပါတယ်အသားရှိနေနဲ့နှာခေါင်းပိတ်နေတဲ့အတွက်ကြောင့်အတန်တစ်မျိုးလေးတော့ဖြစ်နေရပေါ့နော်もし訳ございませんじゃあday 12မှာလားနော် day 12မှာပြန်ပြီးတော့ဆုံကြပါမယ်じゃあまたねバイバイ